ဒေါက်တာရှင်များမင်္ဂလာပါ KK Read for You Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဖတ်ပြမယ့်ဝတ္ထုလေးကတော့စာရေးသူမောင်တုံညကျောင်းဆရာရဲ့အတုဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။အတူလိုက်ပါဖတ်ရှုကြရအောင်နော်။ဟာငါစိတ်တူလာပြီဘာတွေလည်းမသိဘူး။သမီးရဲ့ပြစ်တောက်ပောက်ကွဲတန်စင်တချို့ကိုကြားလိုက်ရတာကြောင့်ကျွန်တော်လဲအိပ်ပျော်နေရင်လက်နိုးသွားတာပေါ့။နာယီကြည့်တော့နေ့လေတနာရီတရေတမောလေးအိပ်ုံရှိသေးတယ်ထပြီးတော့အိမ်ရှိကိုထွက်ကြည့်တယ်သမီးကဧကန်းမှာထိုင်နေတယ်ဖုံးကိုကြည့်ပြီးပါဇက်ကပြစ်တောက်နဲ့ဒေါသထွက်နေတာလေသမီးဘာဖြစ်တာလဲသမီးကဘာမှပြန်မပြောမျက်နှာပြက်ခါနှက်ခမ်းဆူနေတယ်လေကျွန်တော်သမီးကိုတစ်ချက်ကြည့်ရင်ဘာဖြစ်လို့လဲသမီးဒုတိယအကြိမ်ထပ်မေးလိုက်တယ်အဖေမသိပါဘူး။အော်သမီးရဲ့မသိလို့မေးနေတာပေါ့။သမီးကဘာမှပြန်မပြော။ကျွန်တော်ဇနီးလဲအိတ်နေရင်းနဲ့နိုးသွားတယ်ထင်တယ်။အခန်းထဲကထွက်လာတော့ဇနီးတဲ့ရဲ့ထုံးစံအတိုင်းမျက်မှန်တက်ပြီးခါးထောက်ရင်းနဲ့ဆီယာမကြီးစတိုင်ဖြင့်ယောက်ျားရှင်ဘာဖြစ်နေတာလဲ။ကျမတုံးလုံးလဲနေတာကောင်းမလဲရအောင်။မင်းမသိပါဘူးမိန်းမရာ။အော်ပြောမှသာပြောစမ်းပါတော်တို့သားအဖနှစ်ယောက်စလုံးကမေးလိုက်ရင်ဒီလိုချီပဲမသိလို့မေးနေတာကိုစကားပလင်ခံနေသေးတယ်ချစ်စနီးဒေါသထွက်နေသောစကားကြောင့်ကျွန်တော်လဲသမီးကပြစ်တောက်ပြောနေလို့ငါလဲထလာပြီးတော့သမီးကိုလာမေးကြည့်တာဇနီးဖြစ်သူကစိတ်တူသောအမူအရာနဲ့ကျွန်တော်ကိုလက်ကပြရင်ရပြီအဲ့လောက်ဆိုသမီးဘာဖြစ်တာလဲသမီးကိုဆက်မေးလိုက်တယ်သမီးရဲ့မျက်နှာကသူ့အမေနဲ့တွေ့တော့ချက်ချင်းဆိုသလိုငိုမဲ့ဖြစ်သွားတယ်။အမေရဲ့သမီးက iPhone ဆိုပြီးဝယ်လိုက်တာ။အဲ့ဒါအိမ်ရောက်မှတငယ်ချင်းက iPhone စစ်မစစ်သိချင်သူပြောတဲ့အတိုင်းစစ်ကြည့်ဆိုတော့စစ်လိုက်တာအတုဖြစ်နေတယ်။သမီးကဝမ်းနေတဲ့အမူအရာကျွန်တော်မိန်းမကဘာ iPhone တော့အတုရှိသေးတယ်ဟုတ်လား။အဲ့ဒါသမီးဘယ်ဆိုင်ကဝယ်လာတာလဲ။ဆိုင်ကဝယ်လာတာမဟုတ်ဘူးစံပြစေကုန်းတရာအောက်ကဟဲဘာလို့ဖုံးဆိုင်တွေကမဝယ်ရတာလဲတန်လို့လေအဲ့ဒါနဲ့သမီးဝယ်လာလိုက်တာမနက်ကသွားဝယ်တာမလားဟုတ်တယ်မေလာသွားမယ်အပြင်သွားဖို့ကမန်းကရမ်းပြင်ဆင်ကြပြီးဇနီးကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးမျက်စောင်းထိုးခဲ့တယ်အဲ့နောက်မှာသားမိနှစ်ယောက်ထွက်သွားတော့တာပေါ့သမီးကဖုံးကိုဈေးတင်တယ်ထင်ပြီးစံပြဈေးတရားအောက်ကလောဘကြီးပြီးဝယ်လာတာနေမှာပေါ့အခုအတုတယ်ကျွန်တော်လဲဗိုက်စာတာနဲ့ဗီဒီယိုပေါ်ကရိုးပါတဲ့ပေါင်မုတ်ကိုယူပြီးပက်လက်ကလထိုင်ပေါ်မှာထိုင်ရင်းစားနေမိတယ်အသက်ကြီးလာလို့လားမသိချိုစိတ်နဲ့အရာကဂရင်းကိုတွေ့စေတယ်လေဟိုဒီကြည့်ရင်ဒီနေ့ကြမှာအိမ်နံရံထောက်နာမှာပရွက်စိတ်လေးတွေအပေါ်အောက်တက်လိုက်ဆင်းလိုက်လုံနေကြတယ်တကောင်နဲ့တကောင်တိုက်မိတာကိုတောင်တီးခံပြီးနေကြတယ်လေဆက်သွယ်မှုတစ်ခုအနေနဲ့လားဒါမှမဟုတ်အိမ်ငိုက်ကြရင်းနဲ့တိုက်မိနေကြတာလားဆိုတာတော့မခွဲကြတယ်ရန်ဖြစ်တာလည်းမရှိဘူးသူတို့တွေတဲ့ကြတယ်ကျွန်တော်တို့ဆိုအိမ်မှာလူ3ယောက်ရှိတာအဲ့ဒါလေးကိုမတဲ့လို့တက်ပြင်းချရင်မချိပြုံးမိတယ်လေပေါင်မုတ်ကိုနည်းနည်းဖဲ့ပြီးပရက်စိတ်လေးတွေအတွက်အာဟာရဒါနပြုလုပ်ပေးလိုက်တယ်ပြီးတော့တောတွေးတောင်တွေးနဲ့စိတ်ကူးတဲ့ရာတွေးနေမိတယ်ဦးလေးဟေးမောင်ကျော်ဘာလဲကွကျွန်တော်အမရဲ့သားဖြစ်သူတူတော်ပေါင်ရောက်လာတယ်လေမနေ့ကဦးလေးပေးလိုက်တဲ့ကြက်ဥတွေကအတူတဲ့အမေကပြောခိုင်းလိုက်လို့လာပြောရတာလေဟာဗုဒ္ဓဦးလေးဘာလို့လန့်နေရတာလဲအေးဘလို့ဖြစ်ပြီးအတုဖြစ်ရတာလဲစိတ်ဝင်စားပြီးမောင်ကျော်ကိုမေးလိုက်တော့မောင်ကျော်ကကျဲဥတွေကိုအမေကပြုတ်ပြီးခွာကြည့်တော့အထဲကရာဘာတုံးကြီးလို့ပြောစီနေတယ်အဲ့ဒါမတင်ကားလို့ထပ်ပိုင်းကြည့်တော့လဲကျဲဥရဲ့ပုံစံမျိုးမဟုတ်ဘူးတဲ့ဒါနဲ့စားတော့လဲဘာကြီးမှမသိလို့အမေကသွန်ပစ်လိုက်တာခွေးတောင်မစားဘူးတဲ့ဗျာကျွန်တော်စိတ်မကောင်းဖြစ်ခါအမကြီးကိုပြောပြလိုက်ကွာဦးလေးလဲလမ်းမှာရောင်းလို့ကြံလို့ဝယ်လာတာလို့အတုတော့မဖြစ်နိုင်ပါဘူးကျဲဥကမလက်တာဖြစ်လိမ့်မယ်ဟုတ်ခုမှတတိရတယ်အမေကမှားလိုက်သေးတယ်ဦးလေးကိုပြောပြလိုက်စမ်းပါတဲ့အတုတွေပေါ်တဲ့ခေတ်ကြီးမှာရမ်းပြီးမယုံနဲ့တဲ့အေးပါကွာ
ကျွန်တော်တက်ပြင်းချရင်ဖြေလိုက်တယ်ငါလဲသမီးလို့ရိုးပဲတန်တာပဲကြည့်ပြီးဝဲခဲ့မိလို့ထင်တယ်မောင်ကျော်တယောက်နှုတ်ဆက်ပြီးပြန်သွားတော့တယ်ကျွန်တော်ကလထိုင်ပေါ်ပြန်ထိုင်ပြီးကျဲဦးအကြောင်းတွေးမိတယ်ဘာလို့မကောင်းတဲ့ဟာတွေကိုပြည်သူကိုရောင်းနေကြတာလဲစောနာကပရက်စိတ်ကျွေးမလို့ချထားတဲ့ပေါင်မုတ်ကိုကြည့်မိတယ်အဲ့ဒီမုတ်ကိုပရက်စိတ်တွေကမစားကြဘူးဂယုတောင်မဆိုင်ပဲသူ့အလုပ်သူလုပ်နေတယ်လေကျွန်တော်ကတော့ကြိုက်လို့တောင်စားပြစ်တာကုန်သွားပြီစားနေရတာအတူပဲလားဆိုပြီး factory food ရဲ့သဘောကိုစဉ်းစားမိပြန်တယ်လေစားစရာတွေကလည်းအတူဘာလို့ကျွန်တော်တို့နိုင်ငံမှာအတူတွေရှိနေရတာလဲဆိုပြီးအတွေးနဲ့ချဲ့နေမိတော့တယ်ညနေဆောင်အချိန်မှာဇနီးနဲ့သမီးပြန်ရောက်လာတယ်လက်ထဲမှာအထုပ်ကိုစီနဲ့သမီးကမျက်နှာငယ်နဲ့ထိုင်လိုက်တယ်ဇနီးကသမီးကိုတစ်ချက်ကြည့်ပြီးကျွန်တော်ပဲလှဲ့ကရှင်ကလည်းလေဖုံးရောက်တဲ့သူစီသွားရန်တွေးမလို့ကိုယောက်ျားဖြစ်ပြီးမလိုက်လာနိုင်ဘူးကျွန်တော်ကအေးပါကွာငါလည်းမင်းတို့သွားမယ်ထင်လို့ပါတော့ပြောလိုက်ရင်စင်ကြေစင်လက်လိုက်ပါတယ်တားဖနှစ်ယောက်ဒါနဲ့ဖုံးလဲပြီးပြန်လာခဲ့ပြီလားအမလေးလဲဖို့နေတတာအဲ့ရောင်းတဲ့လူကိုမတွေ့ခဲ့ဘူးအဲ့မှာဈေးတယ်ပေါင်းစုံလာရောင်းကြတာတော့မှလည်းယောက်ျားဖြစ်ပြီးဘယ်နေရာမှအားကိုးမနေရအောင်နေရတကားဇနီးတွေကသူ့အကျင့်အတိုင်းပြေတောက်နှင်တာကျွန်တော်ကိုပြောနေတော့တယ်လေကျွန်တော်လည်းထပ်မပြောတော့ပဲမကြားချင်အောင်ဆောင်ပြီးနေလိုက်တယ်စိတ်ထဲကနေပြီးအဲ့ဒီအတူတွေဘာကြောင့်မို့လို့ငါတို့နိုင်ငံအတွင်းမှာရှိနေရတာလဲဒါဆိုရင်အစားအစာအတုနီးပညာနဲ့ထုတ်တဲ့ပစ္စည်းအတုတွေကငါတို့နိုင်ငံလူတွေရဲ့လောဘကြောင့်လားဒါမှမဟုတ်မသိကြတာလားဆိုပြီးတွေးနေတယ်ဇနီးတွေကကျွန်တော်ရှေ့လာပြီးကျမပြောတာရှင်ကြားရဲ့လားကျွန်တော်လဲကြားမကြားကြားတယ်ဆိုပြီးခေါင်းငိတ်ပြလိုက်တယ်ခဏနေရင်လှမ်းခေါ်လိုက်မယ်ဝင်လာခဲ့လို့ပြောပြီးဇနီးတွေကအထုပ်ကလေးဆွဲပြီးအခန်းထဲဝင်သွားတာပေါ့ကြားလားမေးတာမကြားဘူးလို့အမှန်တိုင်းပြောရင်ဇနီးတဲ့ရဲ့တော်လဲတန်ကပြီးမှမဟုတ်တော့ဘူးလေတခြားလူတွေကတော့ထင်မှာပဲမိန်းမကြောက်တဲ့လူလို့ကျွန်တော်ကတော့မကြောက်ပါဘူးဗျာအမှန်တော့ပြန်ပြောနေရင်မပြီးမှဆိုလို့လူကြားမှလဲဆိုလို့နားလဲညီးလို့လေဒါနဲ့ပဲတိခန့်ပြီးနေရင်နဲ့အသားကျသွားပြီထင်ပါတယ်မကြားချင်အောင်စောက်ပြီးတခုခုကိုတွေးနေလိုက်တယ်လေသမီးကိုကြည့်လိုက်တယ်ဖုံးဆက်နေတယ်သူ့တငယ်ချင်းကို iPhone ကိုပြန်ရောင်းနေတာကြားရတာပေါ့အောင်မြင်သွားတယ်ထင်တယ်နေမှာပေါ့သမီးမျက်နှာကတပြုံးသမီးကထပြီးရေခဲတစ်တာတွေကအေးပလင်းယူတောက်တယ်အဲ့ဒီအခါဖုံးထက်ဝင်လာရောသမီးကဖုံးစပီကာဖွင့်ရင်းနဲ့အေးတဲစုပြောဖုံးအဆင်ပြေသွားလားအတူတယ်တဲစုရေဟုတ်လားဒါဆိုနေဖုံးဆိုင်သွားပြန်ပြောသေးလားသွားတယ်မရဘူးတကယ်ချင်းငါကလမ်းဘေးကရောင်းတာဝယ်လာလို့လေအေးပါကြီးတော့နေနောက်တစ်ခါဆို ChatGPT တို့ Gemini AI တို့မှာဝင်ရိုက်ပြီး iPhone အကြောင်းမေးလေအကုန်မေးသမျှဖြေပေးတယ်ဈေးနှုန်းပါပြောပြအောင်မယ်အေးပါဟာအဲ့ဒါကိုငါလည်းသတိမထားမိဘူးနင်ဒီတိုင်းပဲကင်လိုက်တော့မကင်ဘူးငါ iPhone ကိုရောင်းပစ်လိုက်တယ်ဟေးဘသူ့ကိုလဲထိုအခါသမီးသည်စပီကာပိတ်ခါလေးတန်းတိုးဖြင့်ပြောလိုက်တယ်ကျွန်တော်ဘက်လှည့်ပြီးအပြုံးလေးနဲ့ဖေမနေ့ပြန်ဖေတို့ပဲမင်္ဂလာဆောင်သွားလိုက်နော်သမီးကဖုံးသွားရောက်မှမို့မအားဘူးနေအောင်သမီးတို့ပြောနေတဲ့ဟို ChatGPT လားဘာလဲနောက်ပြီး AI ဆိုတာအော်အဖေကလည်း ChatGPT မှာကသိချင်တာရိုက်ပြီးမေးလို့ရတဲ့ခေတ်လေ AI ဆိုတာ Artificial Intelligence နဲ့မြန်မာလိုဆိုဉာဏ်ရည်တုပေါ့အဖေလည်း AI ခေတ်ကြီးတဲ့ရောက်နေပြီခေတ်ကိုမှီအောင်လိုက်ဆိုပြီးပြောဆိုအိမ်ပေါ်တက်သူတက်သွားတော့တယ်ဖေရဉာဏ်ရည်တုတယ်ကျွန်တော်လဲတက်ပြင်းချကအတုဆိုပြီးပေါ်တင်သုံးနေကြပါလားခေတ်ကိုမှီအောင်လိုက်တဲ့အဲ့ခါမှာယောက်ျားကြီးလာလို့ရပြီဟုခေါ်လိုက်တော့ချိုသာလှသည့်ချစ်စနီးအတန်ကြောင့်အေးလာပြီလို့ပြောပြီးအခန်းထဲကိုအဝင်မှာကျွန်တော်အံ့ဩသွားတယ်ဇနီးတဲ့ရဲ့အပြုံးကျွန်တော်ကိုကြည့်ပြီးဟိုဘက်ဒီဘက်လှည့်နေတယ်လေဇနီးရဲ့ကိုလုံးကိုပေါက်ကအသက်30အရွယ်ပြန်ဖြစ်သွားတယ်လို့ထင်မိတယ်ဘလို့လဲကြည့်ကောင်းလားယောက်ျားအေးကွာမင်းဘလို့ဖြစ်သွားတာတော့
ကျွန်တော်လဲတန်းတော်နဲ့အမေဇနီးတွေကရီးပြီးဒါအတုတွေလေကိုရောချောရဲ့အဲ့ဒါမှကြည့်ကောင်းသွားမှာပေါ့ကျွန်တော်လဲခေါင်းကုန်မိသွားတာပေါ့စံပြစီကပဲဝင်ဝယ်ခဲ့တာနေအောင်ရှင်းစပင်တွေကိုကြည်စမ်းတကောင်းလုံးဖြူနေပြီမနက်ဖြန်မင်္ဂလာပွဲသွားရမယ်ဆိုတာရှင်မသိဘူးလားသွားစပင်ကိုဆေးသွားဆိုးချေအောင်ဇနီးကပြောပြီးပတ်စံအိတ်ကိုရှာနေတယ်လေကျွန်တော်လဲမှန်ထဲမှာဖြူနေသောစပင်များကိုကြည့်လိုက်ပြီးစပင်ဖြူတွေကိုအနက်ရောင်ဆိုးလိုက်တာဟာအတုများလားအဲ့အတုကဘသူ့ကိုမှတော့ဒုက္ခမပေးဘူးအတုကကြည့်ကောင်းတာလားဒါဆိုတချို့အတုကဒုက္ခမပေးဘူးတချို့အတုတွေကဒုက္ခပေးတယ်ဒုက္ခပေးတဲ့အတုတွေကဘာကြောင့်ငါတို့နိုင်ငံမှာဖြစ်ထွန်းနေရတာလဲငါတို့လူမျိုးတွေဘ ഹു တုတချို့တဲ့ကြလို့လားငါကိုယ်တိုင်ကရောသမီးတို့ပြောတဲ့ AI ခစ်ကိုတောင်မသိဘူးဟူးတက်ပြင်းချမိလိုက်တယ်လေယောက်ျားရေရော့ပစံတက်ပြင်းချမနေနဲ့ရှင်အိုနေတာလူမသိအောင်ဆေးသွားဆိုးကြီးအေးပါမိမရဲ့ဇနီးပေးသောပတ်စံကိုယူကာတွေးလက်စအတွေးတို့ကိုဖျောက်ပစ်ပြီးသပင်ဆေးဆိုးတဲ့ဆိုင်သို့ခတ်တော့လေးထွက်လာခဲ့တာပေါ့စာရေးသူရဲ့ဝတ္ထုလေးကဒီမှာပြီးဆုံးပါပြီရှင်နောက်ထပ်စိတ်ဝင်စားဖွယ်ဝတ္ထုလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification ဘဲလေးကိုနှိပ်သွားပေးကြပါဦးနော်သောတာရှင်များကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါတယ်